ကျွန်တော်ခုရောက်နေတာကတော့တောင်တကုန်း146ရက်ကွယ်လောကလမ်းမကြီးပေါ်စူးလီထီသွားတဲ့112ကားဂိတ်ကြီးရဲ့အနီးမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီနေ့ရောက်ချပေးခြင်းတဲ့မြေခွက်လေးကတော့အားလုံးကြိုက်ကြတဲ့ပေတရာအောင်မြင့်မှုမိန်းလမ်းမကြီးနဲ့ပေတရာလောကမိန်းလမ်းမကြီးနှစ်ခုရဲ့ဒဲစင်းလမ်းပေါ်ကထောက်ကွယ်လေးကိုရောင်းချပေးခြင်းတာဖြစ်ပါတယ်အဲ့ဒီမြေခွက်လေးဟာပေတရာမိန်းလမ်းမကြီးနှစ်ခုရဲ့ဒဲစင်းထောက်ကွယ်ပေါ်မှာဖြစ်တဲ့အပြင်ပေစစ်ဆယ်လမ်းမကြီးရဲ့ဒဲစင်းကြော့ကတ်ထောက်ကွယ်မှာလည်းရှိနေပါတယ်မြေခွေလေးကိုတွားကြည့်လိုက်ရအောင်ခင်ဗျာဒီမြေခွေလေးပါပဲခင်ဗျာဒါကျွန်တော်တို့ခုနရက်ခဲ့တဲ့လောကလန်းနဲ့ဒီလန်းပင်ရဲ့လမ်းထိပ်ပါခင်ဗျာလောကလန်းကနေဒီလန်းလေးတိုင်းလာလို့လည်းရပါတယ်ဒီဘက်ကတော့အောင်မြင့်မို့လမ်းမကြီးကိုထွက်တဲ့လမ်းပါဟိုဘက်ထိပ်မှာရှိနေတာကအောင်မြင့်မို့မိန်းလမ်းမကြီးပဲဖြစ်ပါတယ်အောင်မြင့်မို့မိန်းလမ်းမကြီးဘက်ကနေဝင်တဲ့အဝင်ကိုလည်းပြီးရင်ထပ်ပြီးတော့ပြပေးပါမယ်ခင်ဗျာဒီဘက်ကိုသွားရင်တော့ကေတုမတီကြော့ကတ်လမ်းမကြီးထိပေါက်ပါတယ်ဒီဘက်ကိုသွားရင်တော့ပေစစ်ဆယ်လမ်းခေါ်ဒေါနာလမ်းမကြီးကိုရောက်ပါတယ်ဇက်ပေါင်းလိုက်လို့ရှိရင်ဒီမြေခွက်လေးဟာပေတရာဒေါကားလမ်းရဲ့ဒဲရှင်ပေတရာအောင်မြင့်မို့လမ်းရဲ့ဒဲရှင်ပေစစ်ဆယ်ဒေါနာလမ်းမကြီးရဲ့ဒဲရှင်ကြော့ကတ်အားလုံးရဲ့ထောက်ခွေလေးဖြစ်ပါတယ်ခင်ဗျာဗီဒီယိုစမှာလောကလမ်းမဖက်ကအဝင်ကိုပြပြီးသွားပြီဆိုတော့အောင်မြင့်မို့လမ်းမဖက်ကအဝင်ကိုတစ်ချက်သွားကြည့်ရအောင်ခင်ဗျာဒါကတော့ကျွန်တော်တို့ခုနကမြေခွက်လေးကိုအောင်မြင့်မို့ဖက်ကဝင်မယ်ဆိုရင်ဒီလိုလှလှကြီးလမ်းကျဲကြီးကနေဝင်လို့ရမှာဖြစ်ပါတယ်မြေခွက်ကနေလမ်းထိပ်ကို10မိနစ်လောက်လမ်းလျှောက်လိုက်တာနဲ့စူးလီထီသွားတဲ့လိုင်းကားကိုဂိတ်ဆာကနေပြီးတော့ခက်ခက်ကြီးထိုင်စီးသွားလို့ရတဲ့အနေအထားဖြစ်ပါတယ်ခင်ဗျာမြေပြင်ကျူးရှင်းမရှင်းခြံတိုင်းခက်မခက်စသဖြင့်အနေအထားတွေကိုကြည့်ပြီးပြီဆိုတော့အနာဂတ်လားလာကိုခံမှန်းလို့ရအောင်မြေပုံနဲ့တစ်ခါဖတ်ကြည့်ကြရအောင်ခင်ဗျာဒီနေရာလေးပဲဖြစ်ပါတယ်မြင်ရတဲ့အတိုင်းဒီဘက်မှာဆိုလို့ရှိရင်အောင်မြင့်မို့လမ်းထိပ်ကို10မိနစ်လောက်ပဲလမ်းဆောက်မှာဖြစ်ပြီးတော့ဒီဘက်မှာဆိုလို့ရှိရင်လည်းလောကလမ်းမကြီးပေါ်ကို10မိနစ်လောက်ပဲလမ်းဆောက်မှာဖြစ်ပါတယ်လောကလမ်းမကြီးပေါ်က112ကားဂိတ်ကတော့ဒီနေရာမှာရှိတာဖြစ်ပါတယ်ခင်ဗျာဒါကတော့စူးလေပြားထိသွားတဲ့112ကားတွေရဲ့ဂိတ်စာပဲဖြစ်ပါတယ်လောကလမ်းမကြီးဘက်ကနေဆိုလို့ရှိရင်ဒီလမ်းအတိုင်းတက်တက်ကြီးဝင်လာလို့ရှိရင်ကျွန်တော်တို့ရဲ့မြေခွေလေးကိုရောက်ပြီဖြစ်ပါတယ်ဒီဘက်ကိုဆက်သွားမယ်ဆိုရင်တော့ကေတုမတီရဲ့ကြော့ကတ်လမ်းမှာဆုံးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့မြေခွေလေးကနေဒီဘက်ကိုထွက်လာမယ်ဆိုရင်လည်း10မိနစ်လောက်လမ်းလျှောက်လိုက်တာနဲ့အောင်မြင့်မို့လမ်းထိပ်ကိုရောက်မှာဖြစ်ပြီးတော့ဒီဘက်ထိပ်မှာလည်း112ကားဂိတ်ရှိနေတာဖြစ်ပါတယ်ဒါဆူးလီထီသွားတဲ့လိုင်းကားဂိတ်ဖြစ်ပါတယ်ဂိတ်စာလည်းဖြစ်ပါတယ်မြေခွေရဲ့နောက်မှာဆိုရင်တော့ပေစစ်ဆယ်လမ်းကိုဒေါနာလမ်းကြီးရှိပါတယ်ကျွန်တော်တို့ရဲ့မြေခွေလေးကအခုဆိုရင်လောကလမ်းကနေဝင်လာမယ်ဆိုလို့ရှိရင်လည်းဒဲရှင်ထောက်ကွယ်အောင်မြင့်မို့လမ်းကနေဝင်လာမယ်ဆိုလို့ရှိရင်လည်းဒဲရှင်ထောက်ကွယ်ပေစစ်ဆယ်လမ်းကနေဝင်လာမယ်ဆိုလို့ရှိရင်လည်းကြော့ကတ်ဒဲရှင်ထောက်ကွယ်မှာရှိတာဖြစ်ပါတယ်အနာဂတ်လားလာအရန်ကောင်းတဲ့အနေအထားမှာရှိနေတာဖြစ်ပါတယ်ခင်ဗျာမြေပြင်ရောမြေပုံမှာရောကြည့်ပြီးဖြစ်လို့အလားလာပွင့်လေးတွေကိုလည်းမြင်နေရပြီဖြစ်ပြီးတော့လက်ရှိစီကားနေပြီဖြစ်တဲ့အောင်မြင့်မို့လမ်းမကြီးကရောလောကလမ်းမကြီးကရောဒဲရှင်ထောက်ကွယ်ဖြစ်ပြီးတော့ပေစစ်ဆယ်ဒေါနာလမ်းမကြီးရဲ့ကြော့ကတ်ဒဲရှင်ထောက်ကွယ်လေးကိုရင်းနှီးညွှန်ညံထားဖို့စိတ်ဝင်စားတယ်ဆိုရင်တော့အခုပဲမယောင်းခင်ကမျက်အောင်ဝင်နိုင်ဖို့အကျိုးတော်ဆောင်နဲ့ဆက်သွယ်လိုက်ပါခင်ဗျာ